အားလုံးပဲခရစ်တော်နာမ၌မင်္ဂလာပါဝိညာဉ်လူများတို့ဝိညာဉ်အစာ channel ကနေပြန်လည်ပြီးမှကြိုဆိုလိုက်ပါတယ်ကပ္ပဦးကျမ်းအခန်းကြီး39အငယ်7စနစ်တနေ့တ၌ရောတက်သည်အမှုဆောင်ခြင်းကအိမ်ထဲသို့ဝင်၍အိမ်သားယောက်ျားတစ်ယောက်များမရှိသောအခါသခင်မကငါနှင့်အတူအိပ်ပါဟုဆိုလျက်ယောသက်အဝတ်ကိုကင်ဆွဲလင်ယောသက်သည်မိမိအဝတ်ကိုဆွန်၍ပြန်လို့ထွက်ပြေးလေ၏ဒီကနေ့မှာကျွန်တော်အနေနဲ့စုံစမ်းခြင်းမှထွက်ပြေးပါဆိုတဲ့ခေါင်းစဉ်နဲ့ပြန်လည်ဝေမျှလိုပါတယ်ယောသက်ရဲ့အတ္တတာကိုကြီးတဲ့အခါမှာသူရဲ့ညီအကိုဒီအဖြစ်ဣရှမေလလူတွေကိုရောင်းစားတယ်ဆိုတဲ့အရာကိုတွေ့ရပါတယ်ဘာဖြစ်လို့ရောင်းစားတယ်လဲဆိုရင်ယောသက်ကသူရဲ့အိမ်မက်တွေကိုအကိုတွေကိုပြောပြတယ်အဖေတွေကိုပြောပြတဲ့အခါမှာသူတို့အကိုတွေရဲ့မနာလိုခြင်းကြောင့်မို့ရောင်းစားခံရတယ်ဆိုတဲ့အရာကိုတွေ့ရတယ်ဣရှမေလလူတွေကသရှင်ပြန်ပြီးမှဖာရောဘုရင်ရဲ့အမတ်ဖြစ်တဲ့ဘောတိဖာစီမှာရောင်းစားလိုက်တယ်အေဂုတ်တုပီကိုရောင်းစားလိုက်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့မြင်ရတာပဲဖြစ်ပါတယ်ဘောတိဖာအိမ်မှာယောသက်ကကျွန်တယောက်အနေနဲ့အလုပ်လုပ်ရတဲ့အခါမှာဖယားသခင်ကယောသက်ဘက်မှာရှိတဲ့အတွက်ယောသက်ကလှုပ်ဆောင်နေရမှာအောင်မြင်တယ်ဆိုတဲ့အရာကိုတွေ့ရတယ်ဒါကြောင့်မို့ယောသက်ကအေဒီဘောတိဖာအိမ်မှာမျက်နာရတဲ့သူဖြစ်လာတယ်နောက်ဆုံးမှာပေါ်တိဖာကသူ့ကိုအိမ်အုပ်အရာကိုခန့်ထားတယ်ရှိသမျှဥစ္စာတွေအကုန်လုံးယောသက်ကိုအနှင်းပြီးမှယောသက်ကို management လုပ်ခိုင်းတယ်စီမံခိုင်းတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့မြင်ရတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဆက်ပြီးမှကြည့်တဲ့အခါမှာယောသက်ရဲ့တခင်မဖြစ်တဲ့ပေါ်တိဖာရဲ့မယားကယောသက်ကိုတတ်မှတ်တဲ့စိတ်ရှိတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရပါတယ်ယောသက်ကိုနေ့တိုင်းသူနဲ့အတူနေဖို့ရန်အတွက်ရှားရောင်းတယ်ဆိုတဲ့အရာကိုတွေ့ရတာပဲဖြစ်ပါတယ်ဒါပေမဲ့နောက်ဆုံးမှာပေါ်တိဖာရဲ့မိန်းမကယောသက်ကိုဗဇက်နဲ့ပဲပြောတာမဟုတ်တော့ဘဲနဲ့အဝတ်ကိုကင်ဆွဲလာတဲ့အခါမှာယောသက်ကအဝတ်ကိုစွန့်ပြီးမှပြင်ကိုထွက်ပြေးတယ်ဆိုတဲ့အရာကိုတွေ့ရတာပဲဖြစ်ပါတယ်မိတ်ဆွေဒါကြောင့်မို့ကျွန်တော်တို့ရဲ့အသက်တာထဲမှာစုံစမ်းခြင်းကြုံလာတဲ့အခါမှာထွက်ပြေးဖို့လိုပါတယ်ယုံကြည်သူမှန်လို့ရှိရင်စုံစမ်းခြင်းနှောက်ယှက်ခြင်းကိုကြုံရမှာပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုရင်တခိုးကခိုးခြင်းတက်ခြင်းဖြစ်စီခြင်းကလာတယ်ဆိုပြီးမှကျမ်းစာထဲမှာဖော်ပြတယ်နောက်တစ်ချက်ကျတော့ဟောက်တော်ခြင်းတည်ကဲ့သို့ဘယ်သူကိုမျိုးရမလဲဆိုပြီးမှလဲ့လေချောင်းမြောင်းလျက်ရှိတယ်ဆိုပြီးမှတမန်ကျမ်းစာထဲမှာဖော်ပြထားပါတယ်ဒါကြောင့်မို့စာရမဏတ်ကအမြဲတမ်းယုံကြည်သူများကိုလှည့်ပြားဖို့ယုံကြည်သူများကိုကြဆင်းစေဖို့ဖယားနဲ့ဝေးသွားဖို့အမြဲတမ်းလှုပ်ဆောင်နေတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရပါတယ်ဒါကြောင့်မို့တင်ရဲ့အတ္တကျွန်တော်ရဲ့အတ္တထဲမှာတကယ်ယုံကြည်သူမှန်တယ်ဆိုရင်စုံစမ်းခြင်းအရာကရှိနေတယ်ဆိုတဲ့အရာကိုတတိထားဖို့ရန်တက်ဖြစ်ပါတယ်တခါတည်းမှာကျွန်တော်ရဲ့အတ္တထဲမှာတတိမထားဘဲနဲ့အမှုမဲ့အမတ်မဲ့အသက်ရှင်တဲ့အခါမှာစုံစမ်းခြင်းကိုစုံစမ်းခြင်းမှမသိဘဲနဲ့ကြဆင်းသွားတဲ့အချိန်နာရီတွေလည်းရှိပါတယ်စာရမဏတ်ကကျွန်တော်တို့မကြိုက်တဲ့အရာတွေနဲ့ကျွန်တော်တို့ကိုစုံစမ်းတာမဟုတ်ဘူးကျွန်တော်တို့ကြိုက်တဲ့အရာကျွန်တော်တို့နှစ်သက်တဲ့အရာကျွန်တော်တို့တတ်မှတ်တဲ့အရာပေါ်မှာစာရမဏတ်ကဖျားယောင်းပြီးမှလဲ့စားတယ်ကြဆင်းစီတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တတိထားဖို့ရန်အတွက်ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အတ္တထဲမှာတမာတရားထဲမှာအသက်ရှင်တတ်တဲ့အတ္တဖြစ်ဖို့ရန်အတွက်လိုအပ်ပါတယ်ယောသက်ရဲ့အတ္တကိုပေါ်တိဖာရဲ့မိန်းမကတတ်မှတ်ပြီးမှအတူနေခြင်းနဲ့စိတ်ရှိတဲ့အခါမှာတကယ်လို့ယောသက်ဒီပေါ်တိဖာမိန်းမစီကနေထွက်မပြေးဘဲနဲ့နေရင်တော့ယောသက်ရဲ့အတ္တကကြဆင်းသွားမှာပဲဖြစ်ပါတယ်ဘလို့မှဒုတိယဘယင်ခံနေလည်းဖြစ်လာမှာမဟုတ်ဘူးစပီမဖယားရဲ့ချီးမြှောက်ခြင်းတွေဖယားရဲ့ကောင်းကြီးပေးခြင်းတွေလည်းသူ့ရဲ့အတ္တထဲမှာရှိလာမှာမဟုတ်ပါဘူးဒါပေမဲ့ယောသက်ဒီဖယားခင်ကိုကြောက်ရွံ့တဲ့သူဖယားမနဲ့တက်တဲ့အရာကိုသူမလုတ်တော့သူဖြစ်တယ်တနည်းအားဖြင့်ဖယားခင်ကိုမပြစ်မှာတော့သူဖြစ်တယ်ဒါကြောင့်မို့သူ့ရဲ့အတ္တထဲမှာထိုကဲ့သို့သောစုံစမ်းခြင်းကြုံလာရတဲ့အခါမှာသူက
အဲ့ဒီနေရာမှာပဲနေတာမဟုတ်ပဲနဲ့ထွက်ပြေးတယ်ဆိုတဲ့အရာကိုတွေ့ရပါတယ်ယုံကြည်သူများရဲ့တတထဲမှာစုံစမ်းခြင်းကနေလွတ်မြောက်ဖို့ရန်အတွက်ဆုတောင်းခြင်းကမဖြစ်မနေလိုအပ်တဲ့အရေးကြီးပါတယ်မိတ်ဆွေဒါပေမဲ့ကျွန်တော်တို့ရဲ့တတထဲမှာဆုပဲတောင်းနေဖို့မဟုတ်ပဲနဲ့ကျွန်တော်တို့ရဲ့အတ္တထဲမှာယောသဲရဲ့အတ္တကဲ့သို့ထွက်ပြေးတတ်တဲ့သူလည်းဖြစ်ရမှာပဲဖြစ်ပါတယ်။စုံစမ်းခြင်းမတည်တယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီနေရာမှာပဲနစ်မွန်းနေတဲ့အခါမှာကျွန်တော်တို့လူသားတွေဇာတိနဲ့အသွေးအသားနဲ့တိဆောက်ထားတဲ့သူတွေဖြစ်တဲ့အတွက်ကြာလာရင်ကျွန်တော်တို့ရဲ့အတ္တကကြာဆင်းသွားမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ယောသဲကဲ့သို့ပညာရှိပြီးမှကျွန်တော်တို့ဒီစုံစမ်းခြင်းအရာတွေထဲကနေထွက်ပြေးတတ်တော်သူတွေဖြစ်ဖို့ရန်အတွက်လိုပါတယ်ရှေးဦးစွာကျွန်တော်တို့ရဲ့အတ္တထဲမှာဆုတောင်းခြင်းလိုတယ်ဆုတောင်းခြင်းအဖြစ်ကျွန်တော်တို့ရဲ့အတ္တထဲမှာစုံစမ်းခြင်းကိုအောင်မြင်ဖို့ဖြစ်တယ်ကျွန်တော်တို့ဆက်လက်ပြီးမှထွက်ပြေးဖို့ရန်အတွက်လည်းအတ္တထဲမှာလိုအပ်တယ်ဆိုတဲ့အရာကိုတွေးရတာပဲဖြစ်ပါတယ်ဒါပေမဲ့တခါတည်းမှာကျွန်တော်တို့နဲ့တက်တဲ့အရာတွေနဲ့ကျွန်တော်တို့ကိုစုံစမ်းခြင်းခံလာရတဲ့အခါမှာကျွန်တော်တို့ဒီထွက်မပြေးပဲနဲ့အဲ့ဒီအရာတွေမှာနစ်မွန်းတက်တဲ့အရာတွေကိုတွေ့ရပါတယ်ကျွန်တော်တို့တခါတည်းမှာတရားဟောတဲ့အခါမှာဟာတာလီပြောတတ်တဲ့အယတမားတယောက်ကအရက်ခွက်ကိုယူပြီးမှဖျားမနစ်တမန်လက်တည်တယ်ဒါပေမဲ့အဲ့ဒီအရာကိုသူတောက်ချင်တယ်အဲ့ဒီခါမှာခွက်ကိုကင်ပြီးမှဤခွက်ကိုကျွန်တော်မှလွန်စီနိုင်ရင်လွန်စီပါဆိုပြီးမှဆူတောင်းပြီးမှမလွန်ဘူးဆိုပြီးမှအဲ့ဒီအရက်ကိုတောက်လိုက်တယ်ဆိုတဲ့အရာတွေကိုလည်းကျွန်တော်ကြားဘူးမှဖြစ်တယ်အဲ့ဒီလူရဲ့အတ္တကတော့စုံစမ်းခြင်းမှန်တည်တယ်ဒါပေမဲ့သူကိုယ်တိုင်ကအဲ့ဒီအရာကိုနဲ့တတ်တာဖြစ်တဲ့အတွက်အဲ့ဒီနေရာထဲမှာနစ်မွန်ပြီးမှစုံစမ်းခြင်းထဲမှာကြာဆင်းတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတာပဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီဖျားမနစ်တက်တဲ့အရာတွေမှန်ကျွန်တော်တို့တည်တယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဒီအရာတွေတဲကနေထွက်ပြေးတတ်တော်သူဖြစ်ဖို့ရန်အတွက်အရန်ပဲအရေးကြီးတာပဲဖြစ်ပါတယ်ကောရိန္သုဩဝါဒစာပထမစာဆောင်အခန်းကြီး6အငယ်18ထဲမှာမတရားသောမိထုံကိုကျင့်ဆောင်ကြလောဆိုပြီးမှဖော်ပြထားပါတယ်ကျင်းဆောင်ကြလောဆိုပြီးမှမြန်မာထဲမှာသုံးနှုန်းထားတယ်ဒါပေမဲ့ကျွန်တော် New King James English ကျမ်းစာထဲမှာကြည့်တဲ့အခါမှာ flee ဆိုပြီးမှသုံးနှုန်းထားပါတယ် flee ဆိုတဲ့အရာဒီတနည်းအားဖြင့်ထွက်ပြေးပါဆိုတဲ့အဓိပ္ပာယ်တက်ရောက်တာပဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အတ္တထဲမှာမတရားသောမိထုံကိုကျင်းဆောင်ကြလောတနည်းအားဖြင့်ထွက်ပြေးဖို့ဖြစ်တယ်မတရားသောမိထုံဖျားမနစ်တက်တဲ့အတ္တဖျားမနစ်တက်တဲ့အရာတွေထဲမှာကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းတွေကနေထွက်ပြေးဖို့ရန်အတွက်နှုတ်ကပတ်တော်ထဲမှာတွင်တင်ထားတယ်ဆိုတဲ့အရာကိုတွေ့ရပါတယ်ဆက်လက်ပြီးမှတိမောသေဩဝါဒစာဒုတိယစာဆောင်အခန်းကြီး1အငယ်20ထဲမှာလူပြိုတို့ဤတတ်မှတ်ခြင်းကိလေသာစိတ်ကိုကျင်ဆောင်လောဆိုပြီးမှတွင်တင်ထားပါတယ်ဒီအရာလဲထိုနည်း၎င်းပဲဖြစ်တယ်ထွက်ပြေးဖို့ရန်အတွက်တွင်တင်ထားတာပဲဖြစ်တယ်ကျင်ဆောင်ပါဆိုတဲ့အဓိပ္ပာယ်ဒီတနည်းအားဖြင့်ထွက်ပြေးပါဆိုပြီးမှပြောထားတာဖြစ်တယ်အင်္ဂလိပ်ကျမ်းစာထဲမှာတော့ flee ဆိုတဲ့အရာကိုထပ်မံသုံးနှုန်းထားတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့မြင်ရတာပဲဖြစ်ပါတယ်ဒါကြောင့်မို့ချစ်တော်မိတ်ဆွေများကျွန်တော်တို့ရဲ့အတ္တထဲမှာစုံစမ်းခြင်းမှန်သိရင်တော့ကျွန်တော်တို့အဲ့ဒီနေရာထဲမှာဆက်ပြီးမှနစ်မွန်းနေဖို့မဟုတ်ပဲနဲ့ထွက်ပြေးဖို့ရန်အတွက်ဖြစ်ပါတယ်တင်ကအဲ့ဒီနေရာထဲမှာကြာနေတဲ့အခါမှာတင်ဒီလေအဲ့ဒီအရာတွေထဲမှာပျော်ဝင်သွားမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အတ္တထဲမှာထွက်ပြေးတတ်တော်သူတွေဖြစ်ဖို့ရန်အတွက်လိုအပ်ပါတယ်မိတ်ဆွေကျွန်တော်တို့ရဲ့အတ္တထဲမှာစုံစမ်းခြင်းနှောက်ယှက်ခြင်းတွေကျွန်တော်တို့မနစ်တဲ့အရာကျွန်တော်တို့မလိုချင်တဲ့အရာတွေအဖြစ်စာရမဏေကစုံစမ်းတာမဟုတ်ပဲနဲ့ကျွန်တော်တို့အရင်တတ်မှတ်တဲ့အရာကျွန်တော်တို့အရင်လိုချင်တဲ့အရာကျွန်တော်တို့အရင်ဖြစ်ချင်တဲ့အရာတွေတဲကနေစာရမဏေကအလုတ်လုတ်တာပဲဖြစ်ပါတယ်ဒါကြောင့်မို့မိတ်ဆွေကျွန်တော်တို့ရဲ့အတ္တထဲမှာစုံစမ်းခြင်းနှောက်ယှက်ခြင်းခံလာရတဲ့အခါမှာထွက်ပြေးတတ်တော်သူဖြစ်ဖို့ရန်အတွက်လိုအပ်ပါတယ်ယောသတိပေါ်တိဖာရဲ့ဇနီးတဲ့ရဲ့ဖျားယောင်းခြင်းတွေကနေကိုလွတ်ယုံပြီးမှထွက်ပြေးတကယ်တော့တင်နေကျွန်ုပ်ရဲ့အတ္တထဲမှာလည်းထိုနည်းသူထွက်ပြေးတတ်တော်သူတွေဖြစ်ဖို့ရန်အတွက်လိုအပ်ပါတယ်ဒါကြောင့်မို့ဒီကနေ့မှာခွန်အားပေးခြင်းတဲ့ကျွန်တော်တို့ရဲ့အတ္တထဲမှာအဘယ်ကဲ့သို့သောစုံစမ်းနှောက်ယှက်ခြင်းအရာတွေပဲဖြစ်ပါစေအဲ့ဒီအရာတွေထဲကနေကျွန်တော်တို့ထွက်ပြေးရအောင်အဲ့ဒီနေရာထဲမှာကြာဆင်းခြင်းတွေကျွန်တော်တို့ရဲ့အတ္တထဲမှာတ
တီဆောက်ဆရာမဖြစ်လာဘဲနဲ့တာ၍ဖယားနဲ့ဝေးသွားစရာအကြောင်းတွေရှိပါတယ်ဒါကြောင့်မို့အတ္တတာထဲမှာစုံစမ်းခြင်းနောက်ရှက်ခြင်းတွေကိုကြုံဆုံလာရတဲ့အခါမှာကျွန်တော်တို့ရဲ့အတ္တတာထဲမှာထွက်ပြေးဖို့ရန်အတွက်လိုအပ်ပါတယ်မိတ်ဆွေဒါကြောင့်မို့စုံစမ်းခြင်းနောက်ရှက်ခြင်းတွေကနေရောတက်ကဲ့သို့ထွက်ပြေးတော့သူဖြစ်ကြရအောင်ဆိုပြီးမှနှုတ်ကပတ်တော်အဖြစ်အနေငယ်ခွန်အားပေးလိုက်ရပါတယ်အားလုံးပေါ်မှာဖရာတခင်ကောင်းကြီးရှိပါစေ